အားလုံးပဲမင်္ဂလာပါကြပြဆရာလင်းတို့အိမ်ရဲ့ခန္ဓာရဘူတာယုံရဲ့မြည်ပြတိုက်မေမေဆိုတဲ့ကြပြစာအုပ်ကစာရေးကောင်းသူတူဆိုတဲ့ကြပြလေးတစ်ပုဒ်ကိုပြပြခြင်းပါတယ်စာရေးကောင်းသူတူအပြင်မှာကဘာကြီးဘလို့လုံးလုံးမင်းနှုံးရှာပြီးဒဏ်ရာရကားတစ်စီးပတိကိုင်ဘော်ရီထုသလိုဒီလူဝတ္ထုရေးနေတယ်ငါသာလျင်နဲ့ငါလောက်တဲ့ငါလို့တဲ့ဒီလူဝတ္ထုရေးနေတယ်အိမ်ထဲကကလေးတွေတော့ဝမ်းပိုက်တွေလေထနေပြီကဘာတက်ဆိုတာစင်နှင်းတရတိလိုရှင်ဆုပ်ဆုပ်ပြားချက်တလုံးပါတဲ့ဒီလူဝတ္ထုရေးနေတယ်အော်ငိုတဲ့ကလေးကငိုတေးဆိုလျှော့သူကလျှော့ရေမော့သူကမော့အကြောင်းအရာတစ်ခုကိုထက်ခါတလဲလဲရေးပြခြင်းဟာကြာရင်ခိုင်မာလာမယ်တဲ့ဒီလူရစ်ရစ်ဆက်ဆက်ဖွဲ့နှွယ်ကောင်းတော့ပြော့ခွေသူကပြော့မြော့သူကမြော့ဒီလူကတော့အားလုံးပဲကျေးဇူးပါကိုယ်စိတ်နှပြကျမ်းမာချမ်းသာလို့လိုရာဆန္ဒပြေဝကြပါစေ